မထွက်ခွာခင်မှာဝူခုံးကသူ့ဆရာကိုတင်းတင်းကြပ်ကြပ်တတိပေးခဲ့ပါတယ်သူပြန်မရောက်မချင်းရဟန်းတွေကိုအကာအကွယ်ဆက်ဝိုင်းထဲမှာပဲနေဖို့ပြောခဲ့တယ်အဖွားအိုကအပြင်းပန်းကြီးတလောက်မရိုးသားဘူးဆိုတာအာယုံခံပြီးလို့သူမကတ်နိုင်အောင်လို့ဒီမော်ကာကွယ်ကိုဖန်တီးခဲ့တာပါသူတို့၄ယောက်ဒီနေရာကိုရောက်တာတိတ်မကြသေးပါဘူးသူတို့ရဲ့ထူးဆန်းတဲ့ပုံစံကိုကြောက်ပြီးအဖွားအိုကအော်ဟစ်ခဲ့တယ်ဆရာတော်ကသူတို့အနေနဲ့မပြုပါဘူးလို့ပြောပြီးနှစ်သိမ့်ဖို့ကြိုးစားပေမဲ့ဝူခုံးကတော့ပြင်းထန်တဲ့မိစ္ဆာအငွေ့သက်ကိုချက်ချင်းအာယုံခံမိလိုက်တယ်ဝူခုံးကမိတောင်မျက်လုံးကိုတုံးပြီးစစ်ဆေးဖို့ကြိုးစားပေမဲ့အဖွားအိုကလက်ကိုရုတ်တရက်ခါလိုက်ပါတယ်တဲမုံတိုင်းတစ်ခုရုတ်တရက်တိုက်ခတ်လာပြီးဝူခုံးတေချာမမြင်ရခင်မှာပဲမျက်လုံးတွေပြသွားခဲ့တယ်အိမ်ထဲရောက်တော့အဖွားအိုကသူ့သမီးနှစ်ယောက်ကိုဓာတ်တွေတင်ခိုင်းပြီးဒီခီးဒီလေးယောက်ကဓာတ်ပြတွေမဟုတ်ပဲအဲ့ဒီတွေပါလို့ပြောပါတယ်ကျူပါကျဲကမိန်းကလေးတွေကိုမြင်တာနဲ့ချက်ချင်းကြွေသွားတယ်ညီမတွေကိုလက်ရှာဖို့သူချက်ချင်းအပြင်ထွက်သွားတယ်ပြဿနာတစ်ခုခုဖြစ်မှာစိုးလို့ဆရာတော်ကရှားစမ်းကိုနောက်ကလိုက်ပြီးစောင့်ကြည့်ခိုင်းလိုက်တယ်အဖွားအိုကဝူခုံးမျက်လုံးတွေရာပြီးပုတ်နေတာမြင်တော့နားကမြစ်ထဲမှာသွားစီးပြီးတက်တာအောင်လုပ်ဖို့အကြံပေးပါတယ်အဲ့ဒီအချိန်မှာဝူခုံးကမသွားခင်အကာအကွယ်ဆက်ဝိုင်းကိုရေးဆွဲခဲ့တာပါတပိတ်၃ယောက်လုံးဆရာနာကနေကွဲသွားတာနဲ့အဖွားအိုကသူ့စီစဉ်ကိုဆက်တင်ပါတော့တယ်တကယ်တော့သူမဟာအယုတ်ဖြူမိစ္ဆာဖြစ်ပြီးဆရာတော်ကိုစားဖို့လူယောင်ဆောင်ထားတာပါသူမကဒီကွက်ကိုကြိုတင်စီစဉ်ထားပြီးသားပါသူမကဝမ်းနဲ့ဆရာဇလန်းဆင်ပြီးဆရာတော်ရဲ့စိတ်ကိုလှုပ်ရှားအောင်လုပ်လိုက်တယ်ယုံသွားတဲ့ဆရာတော်ကသူမကိုနှစ်သိမ့်ပေးဖို့ဆက်ဝိုင်းထဲကနေထွက်လိုက်မိပါတယ်အဲ့ဒီအချိန်တိကျမှာပဲဝူခုံးကမျက်လုံးဆေးလို့ပြီးသွားပြီးသူ့ရဲ့မောင်မျက်လုံးအမြင်အာယုံကိုပြန်ရသွားပါတယ်မိစ္ဆာကဆရာတော်ကိုခုံအုပ်ဖို့ပြင်နေတော့မှာပဲဝူခုံးကပြန်ရောက်လာခဲ့တယ်သူကသူ့မျက်လုံးကိုတုံးပြီးသူမရဲ့မိစ္ဆာယုံမှန်ကိုဖော်ထုတ်လိုက်တယ်အယုတ်ဖြူမိစ္ဆာကလူခန္ဓာကိုယ်ကိုစွန့်ပြီးမိခိုးဖြူဖြစ်ထွက်ပြေးသွားတယ်ဝူခုံးကနောက်ကလိုက်သွားပေမဲ့ဆရာတော်ကတော့ဘာတွေဖြစ်နေမှန်းမသိပဲကြံရစ်ခဲ့တယ်လေပေါ်မှာပြန်နေရင်မိစ္ဆာကမပြောက်ခင်ဝူခုံးကိုလှည့်ကြည့်လိုက်တယ်နောက်တစ်စက္ကန့်မှာပဲဝူခုံးအောက်ကိုငုံကြည့်လိုက်တော့မိစ္ဆာကကျူပါကျဲရဲ့နောက်မှာတိတ်တဆိတ်ရောက်နေတာကိုတွေ့လိုက်ရတယ်သူမကတေးစိနိုင်တဲ့တိုက်ခိုက်မှုပြုလုပ်ဖို့ပြင်လိုက်ပေမဲ့ဝူခုံးကအချိန်မီဝင်တားလိုက်နိုင်တယ်ဒီလိုလုပ်ရင်းနဲ့သူကနောက်ထပ်မိစ္ဆာတစ်ကောင်ကိုရိုက်ချလိုက်တယ်ဒါပေမဲ့ကျူပါကျဲရောရှားဆန်းရောအဲ့ဓာတွေကမိစ္ဆာတွေဆိုတာမသိကြပါဘူးသူတို့မြင်မှာတော့ဝူခုံးကပြစ်မဲ့တဲ့သူတွေကိုအကြောင်းမဲ့တက်နေတယ်လို့ပဲထင်နေကြတယ်ဒီအချိန်မှာအယုတ်ဖြူမိစ္ဆာကအဖွားအိုရဲ့အလောင်းကောင်လေးကိုပြန်ဝင်သွားတယ်သူမလှုပ်ရှားလာတာမြင်တော့ဆရာတော်ကရေသွားခတ်ပေးဖို့လှည့်ထွက်သွားတယ်သူမကအခွင့်ကောင်းယူပြီးဆရာတော်ကိုကုတ်ဖဲဖို့လုပ်ပြန်တယ်အချိန်မီလေးမှာပဲဝူခုံးရောက်လာပြီးတုံးတဲ့တစ်ချက်တည်းရိုက်ချလိုက်ရာအဖွားအိုလွင့်ထွက်သွားပါတယ်ဆရာတော်ကတော့ကြောက်လုံးလို့မလုံနိုင်ပဲရက်နေမိတယ်ကျူပါကျဲနဲ့ရှားဆန်းပြေးလာကြပြီးစောစောကသမီးတွေကိုတက်ခဲ့တဲ့ဝူခုံးကိုအပြစ်တင်ကြတယ်အဖွားအိုကတော့မြေကြီးပေါ်မှာနာကျင်စွာညှိညူနေပါတယ်ဆရာတော်ကဝူခုံးကိုတိုက်ခိုက်တာရက်ဖို့လမ်းអော်ပေမဲ့ဝူခုံးကအမိန့်ကိုလစ်လျူရှုပြီးအဆုံးသက်ချက်ကောင်းကိုရိုက်ချလိုက်ပါတော့တယ်တဘာဝလုံးအမှန်တရားကိုမမြင်နိုင်တဲ့ဆရာတော်ကတော့ဝူခုံးကလူ၃ယောက်ကိုတက်လိုက်တယ်လို့ပဲမြင်ပြီးသူ့ကိုချက်ချင်းအပြစ်ပေးရမယ်လို့ဆုံးဖြတ်လိုက်ပါတော့တယ်